ไม่มีใครเฝ้าสังเกตการณ์เรื่องอะไรเลยโน่นใช่ไหมข้างบนใช่ที่เป็นกระบะเหล็กไอ้แบงกันนี่กี่ไหมวะโอ้รู้ยังไงเหรอโอ้ไม่ดีอ่ะโอ้ไม่ดีโอ้ไปส่งแนวดูอย่าถ้าไปแล้วนะก็ดิโจชาบิวไอ้เป็นดิฉันเราตัวกี่อ่ะဒီဘက်ကနေတို့ဒီဘက်ตอบเป็นภาษาบ้านสิครับ นี่นะพี่ชื่อหมด อธิบายเล่าให้ฟังหน่อยว่ามัน ได้แต่นั่งรออย่างนี้แหละ เราก็ยังมีความหวังอยู่ ใช่ภาวนาให้ลูกไปที่โรงพยาบาลแล้ว ไม่ได้แจ้งอะไรเลยว่าชื่ออะไรไปอยู่โรงพยาบาลมั่งก็อาจจะไปอยู่โรงพยาบาลหรือว่าไงเนี่ยให้คิดไปฝั่งนู้นดีกว่าก็ภาวนาไว้ ทางที่ดีไว้ก่อน กันหรือเปล่าอันนี้มาด้วยกัน โอ้ยใจหายเลยไม่นึกไม่ฝันว่าจะเกิดเจอเหตุการณ์แบบนี้ทำใจยังไม่ได้เลยเนี่ยสั่นไปทั้งตัวเลยหลานสาวด้วยนะไม่รู้จะเจออะไรภาวนาขอให้ปลอดภัยเนาะเราก็นั่งลุ้นเราทำอะไรไม่ได้ก็ลุ้นอย่างเดียวကျွန်တော်ကတော့ဘာမှတော့အောက်ထပ်မှာပေါ့ဒီတက်ထပ်မှာလုံသွားရင်းနဲ့ဒီဟိုတာဒလန်းစင်နေတာပေါ့ကျန်တဲ့လူတွေကတော့အပေါ်မှာ73တက်လို့14တက်လို့20ကျော်လို့မှ28ချက်လို့မှဒီလိုပုံချောင်းတဲ့လူကပုံချောင်းအုပ်စီနဲ့လူကအုပ်စီရအဲ့လိုကျွန်တော်တို့မတက်ရနေနဲ့ခေါင်းမူးတာပေါ့နော်ခေါင်းမူးတာတော့ကိုကအဲ့လိုခေါင်းမူးလဲဘေးကကောင်မလေးတယောက်ကဝန်နာရေးနဲ့တမိပါဖြစ်တာလည်းမသိဘူးလေခေါင်းမူးနေတယ်အဲ့ဝန်နာလည်းခေါင်းမူးတယ်ပြီးလည်းပြောအဲ့ဒါကြီးကိုလည်းပြကြရအောင်ပြေးဆိုပြီးတော့ပြေးကြတာပြေးကြတော့ဟိုအပေါ်မှာအလုံးလုံးနေတဲ့လူတွေကတော့မလုပ်ဘူးသူအဲမှာတော့ပြီးနေတယ်ဆောင်းတာကတော့ကျွန်တော်ကတော့ဟိုကျွန်တော်ဒီမှာလုံသမားတွေလည်းပုံပါကိုမြန်မာပြည်သားတွေလည်းဒီမှာပါတယ်လေကျွန်တော်ဖွဲ့ရဆိုရင်ကျွန်တော်ဒီကောင်မမဟုတ်ပေမဲ့လို့ကျွန်တော်နဲ့တူလုံးလုံးနဲ့ညီကိုတွေကိုရောက်ပါတယ်မှာသူတို့လင်မယားတွေရောပြီးတော့သူတို့ယောက်ျားတွေရောသူတို့မိန်းမတွေရောကျွန်တော်သူလာစောင့်ပေးနေတာတွေ့မလားဆိုပြီးတော့